Okay guys အားလုံးပဲမင်္ဂလာပါ so ဒီ video မှာကတော့ဒီဘာကိုပြောသွားမှာလဲဆိုလို့ရှိရင်တော့ coding tutorial တော့မဟုတ်ဘူးဒါကျွန်တော်စီမှာပြီးတော့ဒီပေါ့နော်Facebook group တွေဒီ Telegram community တွေထဲမှာမေးရများတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ကျွန်တော်ဒီ coding လေ့လာမယ်ကျွန်တော် laptop ဘယ်လိုမျိုးဝယ်ရမလဲဒါနဲ့ပတ်သက်ပြီးတော့လုံးဝအသေးစိတ်ကြကြကိုကျွန်တော်ပြပြသွားပြီးမှဖြစ်ပါတယ် so ဒီ video ကဘယ်သူတွေအတွက်လဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့coding ကိုစပြီးတော့လေ့လာမဲ့သူတွေပြီးတော့ဒီ laptop ဝယ်မဲ့သူတွေပေါ့နော်ပြီး university student တွေအတွက်လည်းရည်ညွှန်းပါတယ်ဘာလို့လဲဆိုတော့ဒီမှာကကျွန်တော်ဒီပေါ့နော်ကျောင်းမှာကျောင်းသားရလည်းအများကြီးကွာ community ထဲမှာဆိုလို့ရှိရင်လူတွေအများကြီးသူတို့တွေရဲ့မိရရလည်းအများကြီးပေါ့နော်ဆိုတော့ခဏခဏကျွန်တော်ဖြေရတဲ့ခါကျတော့ဒီ video လေးပဲကျွန်တော်လုပ်ပေးထားလိုက်တယ်ဆိုဒီမှာကျွန်တော်စပြီးတော့သွားလိုက်ကြပါပေါ့နော်ပထမဆုံးတစ်ခုကတော့ကျွန်တော်ဒီ laptop တစ်ခုဝယ်မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးစဉ်းစားမှာကတော့ဘာမှမစဉ်းစားပါနဲ့ကိုယ့်ရဲ့ budget ကိုအရင်ဦးဆုံးစဉ်းစားပါကိုယ့်ရဲ့ budget ကဘယ်လောက်ထိတက်နိုင်လဲပေါ့နော်ဆို10သိန်းလား30လား30လား40လား50လားဘယ်လောက်သိန်းတက်နိုင်လဲဒါကျွန်တော်တို့အရင်ဦးဆုံးဆုံးဖြတ်ရမယ်ဆုံးဖြတ်ပြီးပြီဆိုတော့မှကျွန်တော်နောက်ထပ်တစ်ဆင့်ကိုဆက်ပြီးတော့စဉ်းစားရမယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ main language test step ပေါ့နော်ကိုကဘယ်လိုမျိုး language တွေကိုလေ့လာစေချင်တာလဲဘယ်လိုမျိုး test step ကိုလေ့လာချင်တာလဲပြောချင်တာကကိုကဘာဖြစ်ချင်တာလဲဘာတွေလေ့လာချင်တာလဲဒီ laptop ကိုဝယ်ပြီးတော့ဒီနှစ်ခုပေါ်မူတည်ပြီးတော့မှကျွန်တော်ဆက်ပြီးတော့ဆုံးဖြတ်ရမယ်ပေါ့နော်ဆိုအရေးကြီးဆုံးကတော့ကိုယ့်ရဲ့ budget ကိုလေ့လာခြင်းတဲ့အရာဒီနှစ်ခုကိုအရင်ဆုံးတိကျသေးကြအောင်လုပ်ရပါမယ်နော်ဆိုအဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ဒီမှာခဏလေးကျွန်တော်တို့ break လုပ်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာကကျွန်တော်လုံးဝကျွန်တော်ဒီbudget maybe 3-5သိန်းပဲတက်နိုင်တယ်ဒါကြောင့်ဖုန်းတစ်လုံးစာလောက်တော့ဖုန်းတစ်လုံးစာလောက်ပေါ့နော်ဆိုတော့ဖုန်းတစ်လုံးစာလောက်ဝယ်တက်နိုင်တယ်အဲ့လိုချိန်နေမှာရောဒီ laptop ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ laptop ကအဲ့လိုချိန်နေဆိုလို့ရှိရင်တော့ပေါ့နော်ဘယ်တော့မှဒီ MacBook တွေဘာညာသွားပြီးမဝယ်နဲ့ပေါ့နော်MacBook ဟိုးရင်တော့ထွက်ခဲ့တဲ့ model ရှိလိမ့်မယ်ကွာအဲ့ဒါတွေသွားပြီးဝယ်မဲ့အစားဒီ Windows တွေကပဲကျွန်တော်ဒီလိုမျိုး spec လေးနဲ့ဝယ်ပေါ့နော်ဆိုဒါကကျွန်တော်လုံးဝ low budget သမားတွေပေါ့နော်ဆိုလုံးဝ coding ကိုစပြီးတော့လေ့လာခြင်းတဲ့လူက coding ကိုလေ့လာရရင်တော်ပြီအရင်ဟိုဒီတစ်နှစ်လောက်ပဲပေါ့နော် coding လေ့လာခါစားလောက်ပဲသုံးမယ်ဒီနောက်ပိုင်းဒီအနေထားတစ်ခုရောက်တဲ့ခါကျရင် laptop change နေတယ်ဆိုယာယီအနေနဲ့သုံးနေတာဖြစ်ဖြစ်ဒါမှမဟုတ်လုံးဝကိုက low budget ဖြစ်နေတဲ့လူဆိုလို့ရှိရင်တော့ဒီ option လေးကိုအရင်ဆုံးရွေးပေါ့နော်ဆိုဒါကကိုကလုံးဝဒီလေ့လာဖို့အတွက်ပေါ့နော်လုံးဝပတ်စံက3-5သိန်းမရှိတဲ့ချိန်ဆိုလို့ရှိရင်တော့ဒီ spec လေးကအကြောင်းသားတွေအတွက်တော်တော်လေးကိုအဆင်ပြေမှာပါဆိုပထမဆုံးတစ်ခုကတော့ကျွန်တော်ဒါ CPU ပေါ့နော်ဆို laptop မှာကတော့ကျွန်တော်ဒီ MacBook ပဲဖြစ်ဖြစ်ဒီ Windows laptop တွေပဲဖြစ်ဖြစ်ပေါ့နော်CPU ရဲ့ RAM ရဲ့ display ရဲ့ storage ရဲ့ဒီလေးခုကိုပဲဒါကျွန်တော်တို့အဓိကထားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော် Windows laptop ပေါ့နော်ဆို Windows laptop မှာဆိုလို့ရှိရင်ကျွန်တော် CPU ကိုကျွန်တော် i5 8 Gen အောက်ထစ်တော့ကျွန်တော်ထားလို့ရတယ်ပေါ့နော် i5 8 Gen ဒီနေ့မှာကျွန်တော် i3 ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော် i3 ကိုကျွန်တော်တို့ဒီ5 above ပေါ့နော်ဆို5 Gen အထက်ပိုင်းနေဆိုလို့ရှိရင်လည်းကျွန်တော်ဝယ်လို့ရတယ်အကယ် i5 ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့8 Gen လောက်ကနေစပြီးတော့ recommend ပေးရပေါ့နော်အောက်က Gen တွေဝယ်လို့မရဘူးလားဆိုတော့ရတယ်ပေါ့နော်ဒါပေမဲ့အောက်ကဟာကြီးကျွန်တော်ကိုယ်တိုင်လည်းမသုံးဘူးဒါကလုံးဝကျွန်တော်ပေါ့နော် coding ကိုစပြီးတော့လေးလာတော့သုံးခဲ့ဘူးတဲ့ spec ပေါ့နော်ဆိုဒီ spec ကိုဒါကြောင့်ကျွန်တော်သိချာပြောတာဒါကျွန်တော်လေးလာလို့ရတယ်ဆိုတော့ကျွန်တော်အားမခံတယ်ပေါ့နော်နောက်တစ်ခုကတော့ RAM ဖြစ်ပါတယ် RAM ကတော့ကျွန်တော် 8GB ရှိရင်လုံလောက်ပြီ RAM 8GB ပေါ့နော်RAM 8GB များရင်များသလိုကောင်းလိမ့်ပဲ RAM 12 16အကြိုက်တဲ့လောက်ထားလို့ရတယ်ဒါပေမဲ့ i5 8 Gen ဆိုလို့ရှိရင်တော့ဒီ 8GB လောက်ကကျွန်တော်နေတော့ပဲပြီးရင် display ပေါ့နော် display ကတော့ကျွန်တော်ဒါ Full HD လို့လည်းခေါ်ကြတဲ့ဒီ1080 1080 resolution လောက်ရှိရင်ဒါအကြောင်းသားတွေအတွက်လုံလောက်ပြီဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီစပြီးတော့လေ့လာကစားမှာပေါ့နော်တချို့ကြတော့ display ကအရေးမကြီးလို့ထင်တယ်ဒါပေမဲ့အဲ့ဒါကအရေးကြီးရပေါ့နော်ဒါကကျွန်တော်ဒီဖုန်းနဲ့တချို့လေ့လာနေတဲ့သူတွေဆိုလို့ရှိရင်ဒီမှာလမ်းကြုံတစ်ခါလေးပြောချင်တာကကိုယ့်ရဲ့မျက်လုံးအရန်ထိတယ်ပေါ့နော်ဒီဖုန်းနဲ့လေ့လာဖြစ်ဖြစ်ဒါမှမဟုတ်ဒီ resolution မကောင်းတဲ့ display နဲ့လေ့လာဖြစ်ဖြစ်ကိုယ့်ရဲ့မျက်လုံးကအရန်ထိရဆိုတော့ကိုကဒီပေါ့နော်ဒါလေးကိုကတ်စီကုတ်ပြီးတော့ဒီလိုမျိုး 1080p resolution ဆိုတော့ laptop တိုင်းမှာပါပါတယ်ကွာနော်ဆိုတော့ဒါလေးကိုကတ်စီကုတ်ပြီးတော့ကျွန်တော်လုံးဝ resolution အညံ့ကြီး display မကောင်းတာကြီးသုံးမယ်ဆိုလို့ရှိရင်တော့ရေရှည်မှာမျက်လုံးမှာကုရလိမ့်မယ်ပေါ့နော်ဆိုဒီဟာကတော့ဒီ display တော့ 1080p အနည်းဆုံးထားစီခြင်းတယ်နောက်တစ်ခုကတော့ storage ပေါ့နော်ဆို storage ကတော့ကိုကဒီ file တွေ folder တွေသိမ်းဖို့ပုံတွေသိမ်းဖို့အဲ့လိုလူတွေအတွက်ပေါ့နော်ဆိုဒါကတော့ low budget ဖြစ်တဲ့အတွက်အနည်းဆုံးကျွန်တော်ဒီ128 gigabyte တော့ရှိတင်တယ်ပေါ့နော် 128GB ကျွန်တော်ရှိတင်တယ်များလေကောင်းလေပဲပေါ့နော် storage ကတော့များလေကောင်းလေပဲအနည်းဆုံးတော့128ရှိတင်တယ်128ဆိုတာကကျွန်တော်တို့
အမှန်တကယ်ဆိုလို့ရှိရင်တော့မလုံလောက်ဘူးပေါ့နော်ဒါပေမဲ့ဒီကကိုကဒီ laptop ကိုဒီ coding အတွက်ပဲသုံးမယ်ဇလန်းတကားနှစ်ကားလောက်ထည့်ပြီးကြည့်ရင်ကြည့်လို့ရလိုက်သေးရဲ့နောက်တော့ project PC လေးပဲလုပ်မယ်ဒီသင်တန်းလေးလိုက်တက်မယ် project လေးရေးမယ်အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ဒါကလုံလောက်ပါတယ်ပြီးတော့ဒီ laptop ကဘယ်လိုလူတွေပဲလုံလောက်လဲဆိုလို့ရှိရင်ကိုက web development ကိုလေ့လာမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ AACC ကိုကျွန်တော်တို့ဒီလုံလောက်တယ်ပေါ့နော် full stack developer တယောက်ဖြစ်တဲ့ဒီ stack နဲ့လေ့လာလို့တော့ရတယ်ဒါပေမဲ့စိတ်တော့ရှည်ရလိမ့်မယ်ပေါ့နော်ဒီ stack space အရင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီလေ့လာခဲ့တော့ကတော့ဒီလက်ရှိတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီလွန်ခဲ့တဲ့3နှစ်လောက်ကဒါကျွန်တော်စပြီးဒီ spec နဲ့ကျွန်တော်လေ့လာခဲ့ဘူးတယ်ဆိုတော့အဲ့တုန်းကတော့တော်တော်လေးကောင်းမွန်လုပ်တယ်ပေါ့နော်ကျွန်တော်ဒီ first project ကိုတော့မှကျွန်တော်အဲ့ဒီ laptop နဲ့ပဲကျွန်တော်ဒီအလုပ်တစ်ခုမှလုပ်ခဲ့သေးရပေါ့နော်ဆိုတော့ဒါကတော့ဒီလုံးဝ low budget သမားတွေအတွက်ရည်ညွှန်းပြီးတော့ပြောပေးတာဖြစ်ပါတယ် so နောက်ထပ်တစ်ခုပေါ့နော် so နောက်ထပ်တစ်ခုကတော့ minimal spec စပြီးတော့လာပြီဒါကတော့ကိုကပတ်စံသုံးနိုင်ပြီဆိုတော့ developer ပဲပေါ့နော်ကိုမှလက်ထဲမှာစုထားတာကသိန်း10သိန်းသိန်း20သိန်း30ဒီလိုမျိုးရှိရဆိုလို့ရှိရင်တော့ဒါចောင်းသားတွေအတွက်ရွေးချယ်စရာ2မျိုးရှိပါတယ်ပထမတစ်ခုကတော့လုံးဝဆရာကြီးကျွန်တော်ဒီ MacBook ရှိမယ်ဒါပေမဲ့ပတ်စံရှိတိုင်းလဲ MacBook ကိုမရွေးချယ်သင့်ဘူးအထူးသဖြင့်ဒီ university ပေါ့နော်ဆိုတော့တက္ကသိုလ်ကျောင်းသားတွေဆိုလို့ရှိရင်တော့ဒီ MacBook ကိုရွေးရအောင်ကျွန်တော် view site တင်တယ်ဒီ MacBook တွေပြီးပြီဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲဒါကျွန်တော် Windows laptop တွေရှိမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံး MacBook တွေကိုကျွန်တော်အရင်ဆုံးပြောပြပေးမယ်ပေါ့နော်ဆို MacBook တစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနည်းဆုံးဒီ MacBook မှာကျွန်တော် CPU M series ကနေပဲစပြီးတော့ဝယ်ပါเนาะကျွန်တော်ဒီရောင်းတဲ့ဆိုင်တွေကကျွန်တော်ဒီ Intel တွေကဘယ်လောက်ကောင်းတာဘာညာအဲ့လိုပြောနေမှာဆို Intel ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာရှင်းရှင်းလေးကွာ MacBook မဝယ်နဲ့ Windows laptop ပဲရေးရေးဝယ်ချလိုက်ပေါ့နော်ဆိုဒီ MacBook ရဲ့ Intel ကိုသွားပြီး map အနေနဲ့ဒါကြောင့်ကျွန်တော်ဒီ MacBook ဝယ်မယ်ကိုကပတ်စံရှိရဆိုလို့ရှိရင်တော့ M1 ကနေကျွန်တော်စပြီးတော့ဝယ်လို့ရတယ်လက်ရှိဒါ2026ထိဆိုလို့ရှိရင်တော့ M5 ထိထွက်တယ်ပေါ့နော်ဆိုတော့ကိုကကြိုက်တဲ့ဟာဝယ်ကွာ M1 M2 M3 M4 M5 အစားရှိသဖြင့်ဝယ်လို့ရတယ်ဆိုဒီ M series တွေရဲ့ performance တွေဘာတွေညာတွေကွကွာဒါကတော့ကျွန်တော်ဒီထဲမှာအသေးစိတ်ကြီးမပြောတော့ဘူး okay ဒီကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ TBH Lab ဆိုတဲ့ YouTube channel ရှိရလေကျွန်တော်ဒီចောင်းသားတွေနဲ့လည်းအကုန်လုံးရင်းနှီးမှာပါဒီမြန်မာပြည်မှာနာမည်ကြီးရဲ့ဒီ ဒီ YouTube channel တခုပဲပေါ့နော်ဆိုအဲ့မှာသွားပြီးကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါသွားကြည့်လိုက်ရင်တော့ဒီ M1 M2 တွေဘာညာတွေဒါတွေနဲ့ပတ်သက်ပြီးသိလိမ့်မယ်နောက်တစ်ခုကတော့ RAM ဖြစ်ပါတယ် RAM ကတော့ကျွန်တော်တို့အခုလို2026မှာ RAM 8GB နဲ့MacBook ရောင်းတဲ့လူတွေတချို့ပြောကြရရှိတယ်ပေါ့နော်MacBook ကRAM ကအများကြီးမလိုဘူးသူ့ရဲ့ operating system ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးတွေတော့ပြောလိမ့်မယ်ဒါပေမဲ့ကျွန်တော်က developer တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ကတာမန် office သမားတွေတက်ပို့ပြီးအလုပ်လုပ်ကမှာတွေများတယ်ဥပမာအဖြစ်ကျွန်တော်တို့ဒီ documentation တွေဖတ်တဲ့အခါမှာဒီ browser tab တွေအများကြီးဖွင့်ရတာမျိုးတွေရှိမယ်ဒီ application တွေပေါ့နော် VS Code တွေဘာညာတွေကျွန်တော်သုံးရတာမျိုးရှိမယ်အကယ်၍ကိုကနောက်ပိုင်းပေါ့နော် software development တွေပါလေ့လာပြီဆိုလို့ရှိရင်ဒီ virtual device တွေကိုကိုယ့်ရဲ့ device ပေါ်မှာပဲ run ရတာမျိုးရှိမယ်ဆိုအဲ့လိုခါမျိုးကျရင် run 8နဲ့ဆိုခါဝပါလိမ့်မယ်ဆိုစပြီးဝယ်တဲ့ကကျွန်တော်ဒီ run 16ကိုစပြီးတော့ဝယ်ပါနော်ဆို run 16ကတော့ကျွန်တော်တို့ဒီ M1 မှာတော့ကျွန်တော်ရှားလိမ့်မယ်ပေါ့နော်ဒီ M2 M3 M4 ဆိုလို့ရှိရင်တော့ကျွန်တော်တို့စပြီးတော့ဝယ်လို့ရပြီနောက်ပိုင်းကျွန်တော်တို့ဒီ2025ကနေပြီးတော့ပေါ့နော် Apple ကနေပြီးတော့သူ့ရဲ့ဒီ laptop တွေအကုန်လုံးရဲ့ base model ကို Ren 16ထားပြီးလိုက်ပြီပေါ့နော်ဆိုဒါကလည်းသူတို့ကလည်းတည်ရပေါ့နော်ဆိုတည်ရပြီးတော့ Ren 16ထားပြီးဒါပေမဲ့အဲ့2025ရှေ့ကထွက်ထားတဲ့ M1 M2 M3 ရေဆိုလို့ရှိရင်တော့ Ren 8တွေနဲ့လာတာရှိရယ်ဆိုသုံးလို့မရတာမဟုတ်ဘူးရှားတယ်ဒါပေမဲ့ကိုကနောက်တစ်ချိန်မှာပေါ့နော်ကျွန်တော်ခုနကပြောသလိုမျိုးလုံးဝဟိုဝယ်ပြီးတော့ဒီ3-5နှစ်သုံးမယ်ဆိုလို့ရှိရင်တော့ RAM 8မဝယ်စေချင်ဘူး okay မဟုတ်ဘူးကွာတစ်နှစ်နှစ်လောက်ပဲသုံးမှာနောက်ပိုင်းက positive ဖြစ်လာရင်chain မှာဆိုလို့ရှိရင်တော့ RAM 8GB ကအကြောင်းလိုက်တဲ့လုံလောက်ပါတယ်နောက်တစ်ခုကတော့ display ပေါ့နော် display ကတော့ဒီနေရာမှာထွေထူးထူးပြောစရာမလိုဘူးဘာလို့လဲဆိုတော့လက်ဒီအကွဲကိုကကျွန်တော်ပြောသလိုမျိုး M series ကနေစပြီးတော့ဝယ်ပြီးဆိုလို့ရှိရင်တော့သူ့ရဲ့ display ကကျွန်တော်တို့ကောင်းမိတာပဲပေါ့နော် M1 M2 M3 M4 M5 Pro ပဲဝယ် Air ပဲဝယ်ကိုကြိုက်တာကိုဝယ်လို့ရတယ်ကွာ display ကကောင်းမိတာပဲ Air series ရော Pro series ရောပေါ့နော်နောက်တစ်ခုကတော့ storage ပေါ့နော်ဆို storage ကတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် 512GB ကိုကျွန်တော်ရွေးစေချင်တယ်ပေါ့နော်ဒါပေမဲ့ 512GB ဆိုလို့ရှိရင်ကျွန်တော်ဈေးကကျွန်တော်10သိန်းလောက်ထိပို့ပြီးတော့ပေးရတာမျိုးရှိလိမ့်မယ်ဘာလို့လဲဆိုတော့လက်ရှိဆို M1 ဆိုလို့ရှိရင်အသက်တော်မရှိတော့အကြာကြီးပေါ့နော်ဆို M1
ဒီ second ဆိုလို့ရှိရင်ကျွန်တော်30ဝန်းကျင်ပေါက်တယ်ကွာဆိုအဲ့မှာ storage နဲ့ဆို M1 ကတော့ထွက်ထားတာကြာပြီဖြစ်တယ်ကြာပြီဆိုမှသုံးလို့ရတယ်နော်အေးစစ်စစ်သုံးလို့ရတယ်ကျွန်တော်အလုပ်ထဲမှာဆိုလို့ရှိရင် M1 နဲ့ကျုံးနေလို့ပုံကြီးဆိုကဲကွာဒီ M1 ဆိုလို့ရှိရင်တော့ storage 512ပဲဖြစ် 1TB အလုံးနေအောင်ရှိရပါတော့သူတို့ကတော့လုံးဝဈေးသက်သာတယ်ဆိုအဲ့ဒါတော့အကဲမဟုတ်ဘူးကိုက parking ဝယ်မယ်အခုနောက်ပိုင်းဒီ M4 တွေ M2 တွေလည်းရှိရတင်ပါတယ်เนาะအကဲကွာအဲ့လိုဟာမျိုးဝယ်မယ်ဆိုလို့ရှိရင်တော့ဘာလို့စေချင်လဲဆိုလို့ရှိရင်256ပဲသူကလာတာเนาะ512လာဖို့ဆိုတာမြန်မာပြည်မှာမတွေ့ရသလောက်ပဲပေါ့เนาะသူဒီတဆင့်ပြန်ရောက်နိုင်စီမှာတော့512ရှိရင်ရှိမယ်နောက်တစ်ခုကဒီ MacBook ဝယ်တဲ့အခါမှာသိထားမှာကပေါ့เนาะ MacBook တွေက Windows laptop တွေလိုမျိုးကိုနောက်တစ်ချိန်ပတ်စံရှိလာတဲ့အခါမှာ RAM သွားတိုးကျင်တာမျိုး storage သွားတိုးကျင်တာမျိုးအဲ့လိုမျိုးသွားလုပ်လို့ရတဲ့ device မဟုတ်ပါဘူးသူက motherboard မှာအကုန်လုံးပါလာပြီးသားကောင်တွေပေါ့เนาะဆိုတော့အကြောင်းသားအနေနဲ့ကဒီ spec နဲ့ဝင်ဒီ spec ပဲတသက်လုံးသုံးရမှာဒီ MacBook ကိုမလဲမချင်းဒီဟာပဲသုံးရမှာကွာ RAM 8ဆို RAM 8မလဲမချင်း RAM 8ပဲသုံးရမှာ storage ဆိုတော့ဒါပဲဆိုကျွန်တော် solution ကတော့ကျွန်တော်ကိုယ်တိုင်လည်းသုံးတယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်512 K အတွက်တော့ကျွန်တော်10သိန်းတိုးမပေးဘူးဆိုကျွန်တော်ကဘယ်လိုသုံးလဲဆိုလို့ရှိရင်တော့ဒီ256ပဲကျွန်တော်တို့ဝယ်တယ်ဝယ်ပြီးရခါကြတော့မှဒီပေါ့နော် external SSD တခုကျွန်တော်ထပ်ပြီးတော့စိုက်လိုက်တယ်ပေါ့နော်ထပ်ပြီးတော့စိုက်တယ်ဆိုတာဒီ MacBook မှာမဟုတ်ဘူးသူကSSD external SSD လို့ရိုက်ရှာလိုက်ခွာအဲ့မှာတွေ့လိမ့်မယ်အဲ့လိုဟာမျိုးကိုကျွန်တော်ဒီ512လောက်ထောက်ဝယ်သူကကျတော့512တက်ကိုမှကျွန်တော်တို့ဒီ3သိန်း4သိန်းဝန်းကျင်ပဲရှိရဲဆိုအဲ့အလေးနဲ့ join ပြီးတော့သုံးပါနော်ဆိုနည်းနည်းတန်းလန်းတော့ဖြစ်နေလိမ့်မယ်ဒါပေမဲ့10သိန်းမထွက်တော့ဘူးပေါ့နော်ဒီ9သိန်းလောက်နဲ့ကျွန်တော်တို့ဒီရလိမ့်မယ်ဆိုနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်512နဲ့256ဆိုကျွန်တော်တို့ 1TB နီးလောက်ကျွန်တော်သွားတယ်ပေါ့နော်ဆိုတော့ဒီ10သိန်းထပ်ပေးမယ်အစားကျွန်တော်ဒီ3သိန်း5သိန်းကျိုးတန်းလန်းနဲ့ကြိုက်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်သုံးတယ်လို့မျိုး256ဝယ်256ဝယ်ပြီးတော့ကျွန်တော်ဒီ external SSD နဲ့တွဲပြီးတော့သုံးပေါ့နော်ဒါလေးကို recommend ပေးပါတယ်ဆိုဒါဆိုလို့ရှိရင်တော့ MacBook နဲ့ပတ်သက်ပြီး MacBook ဝယ်မယ်ဆိုလို့ရှိရင်တော့အဓိက view ဆိုင်ရမှာကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် RAM ရယ်ဒီ CPU ရယ်ပေါ့နော်ဆို Apple Silicon ဖြစ်ပါစေ M series ပဲဖြစ်ပါစေပေါ့နော် RAM 16အနည်းဆုံးဖြစ်ပါစေဒါလို့ရှိရင်ကျွန်တော်တို့ဝယ်ပြီးတော့ကျွန်တော်တို့ M1 ကတော့ခဏလေးခောက်ထားလိုက်ပေါ့နော် M1 တော့ထွက်ထားတာကျွန်တော်ဒီဗီဒီယိုလုပ်တဲ့ချိန်ဆိုလို့ရှိရင်ပဲ6နှစ်ထဲဝင်နေပြီဒါပေမဲ့သုံးလို့ရသေးတယ်ကျွန်တော်နောက်3နှစ်လောက်ထိကတော့ AC ရအောင်ပါဒီ M1 อ่ะပေါ့နော်ထင်တာပဲပေါ့နော်ကိုကဒီ M4 တို့ပါဝယ်ထားရဆိုလို့ရှိရင်တော့ဒီ spec အတိုင်းတာဝယ်ထားမယ်ဆိုလို့ရှိရင်ဒါအကြောင်းသားအနေနဲ့က9နှစ်လောက်ကတော့ AC နော်ဖင်နဲ့ကောင်းနဲ့ပြီးသွားလိမ့်မယ်ဘာမှပူပင်စရာမရှိဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ MacBook ကိုဝယ်တဲ့အခါမှာပေါ့နော်ဘယ်လိုလူတွေဝယ်သင့်လဲဆိုတာကျွန်တော်ပြောပြပါမယ်ဆို MacBook ကိုဝယ်တဲ့သူတွေကကျတော့ကျွန်တော်အထူးသဖြင့်ဒီ web development ကိုလေ့လာမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့လုံးဝရွှေရင်းမယ်ကျွန်တော်ဝယ်သင့်တယ်ကျွန်တော်ဒီ web development ကတော့အားလုံးသိရတဲ့ HTML CSS JavaScript ပြီးပြီဆိုလို့ရှိရင် PHP တို့ဘာတို့ညာတို့ပေါ့နော်ဆိုအဲ့လိုဟာမျိုးသုံးနေတယ်ဆိုလို့ရှိရင်တော့ဒီ MacBook တွေကကျွန်တော်တို့တော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကတော့ဒီ MacBook မှာပဲရနိုင်မယ့် feature တစ်ခုပါအဲ့ဒါကတော့ကိုက iOS application တွေရေးချင်တယ်ပေါ့နော်ဆို iOS application ဥပမာ Swift UI တို့ဘာလို့အဲ့လိုမျိုးဟာရေးချင်တယ်ဆိုလို့ရှိရင်လည်း MacBook တွေကမဖြစ်မနေလိုအပ်တယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ကျွန်တော်ဒီ UI UX တွေပြီးရင် front end developer တွေပေါ့နော်ဒီ UI UX လေ့လာခြင်းနဲ့ပြီးပြီဆိုလို့ရှိရင် front end ဒီ web development ကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်း MacBook တွေကအဆင်ပြေပါတယ်အထူးသဖြင့်သူ့ရဲ့ display ပေါ့နော်သူ့ရဲ့ display ကM series တွေမှာအကုန်လုံးဒီပါကောင်းအကုန်လုံးကပေါ့နော်ကောင်းပြီးသားတွေဆိုတော့အကယ်၍ UI UX လေ့လာခြင်းနဲ့ဟာ display တွေပါညာအများကြီးမစင်းစားခြင်းဆိုလို့ရှိရင် Apple ဒီ Silicon M1 နေစပြီးတော့ကိုအဆင်ပြေသည့်ဝယ်လိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာစကားတစ်ချက်ပြောချင်တာကိုက second ဝယ်မယ်ဆိုတော့မှပဲကိုကဒီ M1 တွေ M2 တွေကိုစဉ်းစားစေချင်တယ်အဲ့လိုမဟုတ်ကွာဒီလိုချိန်နေမှာအစ်စ်ဝယ်မယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိပေါ့နော်2026မှာဆိုလို့ရှိရင်တော့ M4 M5 ဒါတွေကိုဦးစားပေးပြီးတော့ပဲဝယ်စေချင်ပါတယ်နော်ဒါပေမဲ့ဒီ MacBook တွေကဒီလောက်ထိကောင်းတယ်ဒီလောက်ထိရွေးချယ်ရလွယ်ကူတယ်ဒီလိုမျိုးဒီနည်းပညာတွေအတွက်ကောင်းတယ်ဆိုပေမဲ့သူ့မှာက downside တစ်ခုတော့ရှိတယ် downside နှစ်ခုရှိရပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်ဈေးရများဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒါသူများတွေသုံးပြီးသားသူများတွေ9နှစ်လောက်သုံးပြီးသား M1 ဆိုလို့ရှိရင်တော့ဒါကျွန်တော်30လောက်ပေးပြီးတော့ဝယ်ရတယ်ပေါ့နော်ဆိုနောက်ဆုံးထွက်ထားတဲ့ M4 bargain ဆိုလို့ရှိရင်တော့ကျွန်တော်ချစ်တရက်ကကြည့်ရတော့ကျွန်တော်ဒီ340လောက်ဝင်းကျင်340ပေါ့နော်340ပဲထားပါ340လောက်မှာကျွန်တော်ရှိနေတယ်ဆိုတော့အကဲကွာဒီ30နဲ့340ဆိုတာကျွန်တော်မြန်မာပြည်အတွက်ကလည်းများတဲ့အမောင်တွေမှာပါတယ်ပေါ့နော်ဆိုကိုကဒီပတ်စံတိတ်အဆင်မပြေဘူးဆိုလို့ရှိရင်တော့
ဒီ second နဲ့စဉ်းစားအကဲအဆင်ပြေဆိုလို့ရှိရင်တော့ parking နဲ့စဉ်းစားအဓိကတော့သူကဈေးတော့နည်းနည်းလေးကြီးရတယ်ပါတယ်အနည်းဆုံးကိုက320320ဝန်းကျင်သုံးနိုင်မှာပဲဒီ MacBook ကောင်းကောင်းလေးတစ်ခုရမယ်ပေါ့နော်ဆိုတော့အကဲအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ MacBook မဟုတ်ဘဲနဲ့ကျွန်တော်ဆက်ပြီးပြောပြမယ်ဒီ Windows laptop တွေကိုစဉ်းစားစေချင်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်ဒီ MacBook တွေရဲ့အကြီးမားဆုံးအားနည်းချက်အထူးသဖြင့်ဒီပေါ့နော်University ပေါ့နော်တက္ကသိုလ်ကျောင်းသားတွေအတွက်မသိတော့ဘူးဘာတော့မသိတော့လဲဆိုတော့ကျွန်တော်ပြင်ပြောပြပေးမယ်ပေါ့နော်ဆိုအထူးသဖြင့်ကတော့ကိုကဒီ Windows software တွေ Windows software တွေတုပ်ချင်တယ်เนาะ game အသေးကြီးဆော့ချင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီ MacBook တွေကကျွန်တော်တို့အဆင်မပြေပါဘူးသူတို့ကတော့ game နဲ့ဆော့လို့ရတယ်GPU ကလည်းသူ့ရဲ့ဒီပါလာတဲ့ GPU ကဘယ်လောက်ကောင်းတယ်ပြောတကယ်ကြောင့်လက်ရှိဒါလုပ်ငန်းခွင်ထဲမှာသုံးနေရတဲ့ပုံစံရဆိုလို့ရှိရင်တော့ဒါကအဆင်မပြေသေးရတဲ့မှာပါတယ်ပေါ့နော်ဆိုတော့ဒီ MacBook ကိုဝယ်မယ်ဆိုလို့ရှိရင်တော့ဒီ web development လေ့လာခြင်းတဲ့လူတွေ iOS software တွေဒီ macOS software တွေရေးခြင်းတဲ့လူတွေနောက်တစ်ခုက UI UX နဲ့ဒီ front end development ကိုလေ့လာခြင်းတဲ့လူတွေဆိုလို့ရှိရင်သုံးလို့ရတယ်ပေါ့နော်ဒီ web development မှာကကြာကျွန်တော်အကုန်ပါတယ်เนาะကိုကဒီ full stack developer တွေ PHP Laravel အစသဖြင့်ကိုကတခြားသော programming language တွေလည်းအကုန်ပါပါတယ်เนาะဒါကြီးကျွန်တော်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီ MacBook တွေကကျောင်းသားတွေအတွက်အလွယ်ကူဆုံးနဲ့ရွေးချယ်လို့အကောင်းဆုံးဒီ laptop တွေဖြစ်နေမှာဖြစ်ပါတယ် so ဒီ MacBook အကြောင်းပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် Windows ဘက်ကိုဆက်ပြီးတော့သွားလိုက်ကြတာပေါ့เนาะ Windows မှာကတော့ကျွန်တော်အရင်ဦးဆုံးပြောချင်တာကကျွန်တော်ရဲ့ personal ပြောတာပါเนาะဘယ်သူမှမပြောပါဘူးကျွန်တော်ဒီ brand mindset ကိုမထားစေချင်ပါဘူးဥပမာအဖြစ် Lenovo ကပိုကောင်းတာ Dell ကပိုကောင်းတာအမင်းဒီ Asus လားပေါ့နော်ဆို icon ကပိုကောင်းတာအဲ့လိုမျိုးကြီးကျွန်တော်တို့ brand ဆွဲမထားစေချင် Windows laptop တွေကိုပေါ့နော်ဒီဟာကအရင်ဆုံးပြောပြရပါကိုကဒီ laptop ဝယ်မယ်ဆိုလို့ရှိရင်ဒီအောက်က spec တွေကြည့်ဒီအောက်က spec တွေကကိုယ့်အတွက်အဆင်ပြေရဆိုလို့ရှိရင်ဘာ laptop ကြီးပဲဖြစ်နေဘေး brand ပဲဖြစ်နေဝယ်ဖို့ကျွန်တော် recommend ပေးရပေါ့နော်ဆိုတော့ဒီ Windows laptop ဝယ်မယ်ဆိုလို့ရှိရင်တော့လက်ရှိ2026မှာဆိုလို့ရှိရင်တော့ကျွန်တော် i7 ဒီ i5 ဒီလိုမျိုး generation တွေကနေကျွန်တော်စပြီးတော့ဝယ်သင့်ပြီ i3 ဆိုလို့ရှိရင်မဝယ်သင့်ဘူးဒါဆိုင်တွေကပြောရမယ့်ဟာရှိအောင်မယ်เนาะဥပမာအဖြစ် i3 ကျွန်တော် generation ကဘလောက်ဒါကျွန်တော်လက်ရှိမှာအရန်ကောင်းတာသူက i3 ပြင်မဲ့လို့ပါအဲ့လိုမျိုးဆိုလို့ရှိရင်မဝယ်နဲ့ပေါ့เนาะကျွန်တော် recommend ပေးရတော့ i5 i7 12 generation အထက်တွေပဲကျွန်တော်ဝယ်ပါi5 8 gen တော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဟာပေါ့ i5 12 gen အထက်ပေါ့နော်ဆို73 74 55နောက်ရှိတယ်လို့ပြီးရင် i7 12 gen ပြီးပြီဆိုလို့ချင်း i9 လားမသိဘူးပေါ့နော်ကျွန်တော်ရှိအောင်ပါ Windows ကတော့ကျွန်တော်လည်းဒီနည်းနည်းလေးဝေးကွာနေပြီနည်းနည်းဝေးကွာနေကြာပြီမို့လို့ပေါ့နော်ဆိုဒီဟာလေးတွေဒါကျွန်တော်သုံးလို့ရမယ်နောက်တစ်ခုကတော့ RAM ပေါ့နော် RAM ကတော့ကျွန်တော် Windows မှာကတော့ 16GB ကတော့မဖြစ်မနေလိုအပ်ပါတယ်เนาะဆိုအပေါ်က MacBook လိုမျိုးဟို 8GB နဲ့လည်းအဆင်ပြေပါတယ်ဘာညာဆိုတာ Windows မှာတော့မရှိပါဘူး Windows မှာတော့ 8GB ကတော်တော်လေးကိုကျဉ်းတဲ့ကြက်သေးဖြစ်မှာပါเนาะဆိုအနည်းဆုံးတော့16 recommend ပေးရတော့ကျွန်တော်တို့32လောက်ထိကျွန်တော် recommend ပေးပါတယ်เนาะWindows ကကျွန်တော်တို့သူ့ operating system က RAM တစ်ဝက်လောက်စားတာပေါ့နော်ဆို RAM တစ်ဝက်လောက်စားနေတာဆိုတော့ကိုကအလုံးလုံးမှာနဲ့ဗာနဲ့ဆိုလို့ရှိရင်တော့အနည်းဆုံး16ကတော့မဖြစ်မနေကျွန်တော်တို့ဝယ်ပါနောက်တစ်ခုက display ပေါ့နော် display ကတော့ကျွန်တော်ဒီ 1080p အနည်းဆုံးရအောင်ဝယ်အဲ့ဒါကိုမှကိုကကျောင်းကဒီပေါ့နော်တချို့ကြာရှိသေးတယ်ဘာလို့လဲဒီ UI UX လေးလေးလာခြင်းနဲ့နောက်ပြီးတော့ကျောင်းက graphic design တွေပါလေဆွဲခြင်းနဲ့ဆိုလို့ရှိရင်တော့ display မှာက 1080p နဲ့လည်းမလုံလောက်ဘူးကျွန်တော်တို့ကဒီ 2K display 2K display တို့ 4K display တို့ 4K ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲကွာဒါပေမဲ့ဈေးကလည်းတော်တော်လေး MacBook နီးကျွန်တော်တို့ပြေးကတ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုဟာကြရင်ဆိုတော့ဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုက graphic design တွေပါလေ့လာခြင်းနဲ့နောက်ပိုင်း video editing တွေပါဒီ color ဘိုင်းကိုပေါ့နော်အဓိကထားရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်စိုင်အောင်မဖြစ်မနေမေးဝယ်ရမှာနှစ်ခုရှိရပထမတစ်ခုကတော့ဒီ 100% sRGB ရလားလို့မေးနောက်တစ်ခုကတော့ OLED panel ဆိုပိုကောင်းပါတယ် IPS ဆိုလို့ရှိရင်လည်းရရနော်ဒီအောက်ကဟာတော့သွားပြီးမမေးနဲ့ကျွန်တော်just laptop ဆိုင်နဲ့ရန်ဖြစ်နေရမှာဆိုလို့ပေါ့နော် OLED panel ဖြစ်ရင်တော့အကောင်းဆုံးပဲပေါ့နော်ဒီ IPS ဘယ်လောက်ကောင်းကောင်း OLED ကိုတော့လုံးဝမမီပါဘူးဆို OLED panel 100% sRGB ဒီနှစ်ခုလုံးပါတဲ့ကောင်ဆိုလို့ရှိရင်တော့လုံးဝ share ပဲပေါ့ဗျာเนาะဆိုအဲ့ဒါဆိုလို့ရှိရင်တော့လုံးဝဒီ color ဘိုင်းကလုံးဝကောင်းနေလိမ့်မယ်ဆိုအနည်းဆုံးကတော့ 1080p recommend ပေးရတော့ 2K အဲ့ဒါမှမဟုတ်ဘူးကိုက graphic design video editing နောက်ပြီးတော့ UI UX အစသဖြင့် color ဘိုင်းကို focus ထားတဲ့အလုပ်တွေပါလုပ်မယ်ဆိုလို့ရှိရင်တော့ 100% sRGB ဖြစ်ကမယ်နောက်ပြီးတော့ဒီ OLED panel ဖြစ်ရမယ်ပေါ့နော်ကျွန်တော်ရဲ့ display ကနောက်တစ်ခုကတော့ storage ကတော့အပွားကောင်နဲ့တူတူပဲအနည်းဆုံးတော့ 512GB ရှိတင်တယ်သူ့ကိုကကြတော့ကျွန်တော်တို့ဒီသူကတော့နောက်ပိုင်းတိုးပြီးသုံးလို့ရတယ်เนาะဒီညမှာကြတော့
Windows laptop တွေရဲ့အားသာချက်တစ်ခုလို့ကျွန်တော်ပြောရပါမယ်ဘာလို့လဲဆိုတော့ Windows laptop တွေကပတ်စံရှိလာတဲ့အချိန်မှာ RAM သွားတင်တာတို့ storage သွားပြီးတင်တာတို့လုပ်လို့ရတယ်ပေါ့နော် CPU ကတော့သွားတင်လို့မရဘူးပေါ့နော်ဆိုဒီ RAM ပြီးပြီဆိုလို့ရှိရင် storage ဒီနှစ်ခုလုံးဒါကျွန်တော်တို့သုံးလို့ရတယ်ဒီနှစ်ခုလုံးသွားပြီးတင်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ GPU section ဖြစ်ပါတယ်เนาะဆိုဒီ Windows laptop မှာကတော့ GPU ကတတိတတန်ပါဝင်လာတာဖြစ်တယ်ဆို MacBook မှာကတော့ GPU ကသူကဘယ်လိုခေါ်မလဲ integrated GPU ပဲခေါ်မှာပေါ့နော်သူ့ရဲ့ဒီ M series မှာက GPU က built in ပါပြီးသားဆိုတော့ကျွန်တော်တတိတတန်ပြောကြမလို့ Windows မှာကျတော့ကျွန်တော်ကဒီ GPU နဲ့ CPU ဆိုပြီးတော့နှစ်မျိုးကွဲထွက်သွားတယ်ပေါ့နော်ဒါကိုကျွန်တော်သိထားဖို့လိုပါတယ်ပထမတစ်ခုကတော့ဒီ integrated GPU လို့ခေါ်တယ်သူကကျတော့ဒီ Intel Graphic 2GB တို့ Intel Graphic 4GB တို့အစရှိတဲ့မျိုးပေါ့နော်ဒီ laptop ရောင်းတဲ့ဆိုင်တွေမှာကျွန်တော်တင်ပြီးတော့ရေးပြီးတော့ရောင်းကြလေးရှိအဲ့ဒါက integrated graphic ပေါ့နော်အဲ့ဒါကဘယ်လိုလူတွေအတွက်အဆင်ပြေမလဲဆိုလို့ရှိရင်ကျွန်တော်တာမန်ရုပ်ရှင်ကြည့်မယ် UI UX design တွေလေ့လာမယ်ကျွန်တော်ပြီးပြီဆိုလို့ရှိရင် graphic design တွေလေ့လာမယ်ဆိုလို့ရှိရင်เนาะဒီ Intel Iris Xe ဆိုတဲ့ graphic ပေါ့နော် integrated graphic တွေကဒါကျွန်တော်တို့တော်တော်လေးအဆင်ပြေတယ်ကျွန်တော်တို့လုံလောက်တယ်ပေါ့နော် video editing တွေပါရဆိုလို့ရှိရင်တော့အဆင်မပြေဘူးကျွန်တော်တို့ဒီ UI UX နည်းနည်းပါးလုပ်မယ်ဒီပြီး Adobe software တွေပေါ့နော်ဟို Photoshop တို့ဘာတို့ညာတို့အဲ့လိုမျိုးလေးနည်းနည်းပါးလုပ်မယ်အဲ့လိုလူတွေတော့ဆိုလို့ရှိရင်တော့ဒီ integrated GPU နဲ့လည်းကျွန်တော်တို့လုံလောက်တယ်ပေါ့နော် integrated GPU ကစိုင်တွေကတော့မျိုးမျိုးခေါ်ကြရရှိရယ် Intel Iris Xe တို့နောက်တစ်ခုကဒီ Intel Graphic 2GB တို့ဘာလို့ညာတို့ပေါ့နော်အဲ့လိုမျိုးလေးရေးကြရရှိရယ်ဆိုဘာဖြစ်ဖြစ်အဲ့ဒါကို integrated GPU လို့ခေါ်ရဲကွာဆိုအဲ့လိုဟာမျိုးပါတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်ဆို integrated GPU မပါတဲ့ဟာဆိုတာလည်းမရှိသလောက်ပါပဲကျွန်တော်ပါကြရပေါ့နော်ဆိုအဲ့ထဲမှာ latest ကတော့ဒီကျွန်တော်ရေးပြထားတဲ့ဒီ Iris Xe ဆိုတဲ့ graphic ပေါ့နော်သူကကြတော်တော်လေးကိုကောင်းနေတယ်ပါတယ်2023လောက်မှစပြီးတော့ပါတာထင်ပါတယ်เนาะဆိုတော့ရှေ့ကထွက်ထားတဲ့ဟာတွေကတော့ကျွန်တော်ဒီ graphic 2GB တို့ 4GB တို့ 6GB တို့ပေါ့နော်အဆိုင်သဖြင့်ကျွန်တော်ရှိမှာဟာဘယ်လိုပဲဖြစ်နေပါစေ integrated graphic ဆိုလို့ရှိရင်ကျွန်တော်ဒီနည်းနည်းပါးလုပ်ချင်တာဆိုလို့ရှိရင်တော့အဆင်ပြေတယ်နောက်ထပ်တစ်ခုကတော့အဲ့လိုမဟုတ်ဘူးကိုကဒီပေါ့နော် video editing တွေလုပ်ချင်တယ်နောက်ပြီးကျွန်တော်တို့ကဒီ AI တွေ train နေတယ် AI တွေကိုပေါ့နော်ကျွန်တော်လက်ရှိဆိုက ChatGPT ကိုဘာလို့ဆိုလို့အင်တာနက်ဖွင့်ကျွန်တော်ကစာရေးChatGPT ကသူ့ရဲ့ online ပေါ်ကစာပေါ်မှာအလုပ်လုပ်တယ်ကျွန်တော်တို့စီကိုစာရေးပြန်ပို့ပေးတယ်နောက်ပိုင်းကျွန်တော်တို့ကကိုယ့်ရဲ့ကွန်ပျူတာထဲမှာပဲ internet လည်းမလိုဘူးကြိုက်တဲ့နေရာကနေဒီ AI တခုကိုလှမ်းသုံးနေတယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ AI training ပေါ့နော်ကိုယ့်ရဲ့ set ပေါ်မှာပဲလုပ်ကြရရှိရဲဆိုတော့အကဲကွာအဲ့လိုမျိုးဒီ AI train နေတာတွေနောက်ပြီးကြတော့ဒီ video editing လေ့လာချင်တာတွေနောက်ပြီးတော့အထူးသဖြင့်ကျွန်တော်ဒီတက္ကသိုလ်ကျောင်းသားတွေဆိုလို့ရှိရင် engineering software တွေသုံးချင်တာတွေဒီပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကgame developer တွေပေါ့နော် game developer တွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီ game developer ဆိုတာ Unity တို့ဒီ Unreal Engine တို့ပေါ့နော်ဒီလိုမျိုး engine တွေကိုသုံးပြီးတော့ game တွေ development လုပ်ချင်တယ်ဆိုတော့သူတွေဆိုလို့ရှိရင်လည်းဒီ GPU ကပေါ့နော် integrated နဲ့မလုံလောက်ဘူးကျွန်တော်အောက်ကရေးပေးထားတဲ့ dedicated GPU နဲ့ပဲကျွန်တော်တို့လုံလောက်လိမ့်မယ်ပေါ့နော်ဆိုပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ game developer လုပ်ချင်တယ်နောက်ပြီးတော့ကိုကတက္ကသိုလ်မှာဒီ engineering software တွေသုံးမယ်နောက်ပြီးကြတော့ဒီ AI model တွေကိုကိုယ့်ရဲ့ set ပေါ်မှာပဲ train မယ်အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ dedicated GPU တွေစဉ်းစားရမှာဖြစ်ပါတယ်GPU ကတော့ကျွန်တော်တို့စိုင်းနေရရေးကြတာဆို RTX တို့ GTX တို့အစရှိသဖြင့်ကျွန်တော်တို့မှာရှိမယ်ဆိုအနည်းဆုံးကတော့ကျွန်တော်တို့မှာက GTX 1050ရှိတင်တယ်ပေါ့နော်1050ပြီးပြီဆို1660 Ti ပေါ့နော်အစရှိရဲ့ဒီ GTX graphic တွေရှိတင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပို့ပြီးတော့ကောင်းတာဆိုလို့ရှိရင်တော့ RTX series ရှိမယ်3050တို့3060တို့ဒီမှာတော့ series အခွဲရှိရနော်ကျွန်တော်အလွယ်မှတ်စေချင်တာကအပေါ်ကကောင်းနေလို့1650ဆိုလို့ရှိရင်1650အပေါ်ကရနိုင်တဲ့လောက်ရပါစေကွာအကြောင်းသားတွေအတွက်ကောင်းတယ်အဓိက1650အောက်မရောက်စေချင်တယ်နော်အထူးသဖြင့်အခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာ1550 Ti တို့ဘာလို့ရှိရပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့အဆင်မပြေတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Windows အဟောင်းမှာဆိုလို့ရှိရင်တော့1550နဲ့အလုပ်တယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်အဆင်မပြေဘူးဗျအဲ့တော့တောင်း test တွေကျွန်တော်အဆင်မပြေဘူးဆိုတော့ဒီ1550အစားကျွန်တော်အားကြောင့်အောက်ထစ်ကိုကျွန်တော်1650တော့အနည်းဆုံးထားစီခြင်းနဲ့မြင့်လေကောင်းလေပဲနော် RTA series ဆိုလို့ရှိရင်တော့ mid level မှာဆိုလို့ရှိရင်ဒီမြန်မာပြည်မှာအတွေ့အများတဲ့ဟာတွေပေါ့နော်ဒီ3050တို့3060တို့အဲ့ထက်မြင့်လေကောင်းလေပဲနော်ဆိုနောက်ထပ်တစ်ခုကတော့လုံးဝဟို high end laptop ကြီးမှာပါတာပေါ့နော် high end laptop ကြီးဆို MacBook ထက်တောင်စီးကြည့်ရကွာသိန်းုံဒီ4560
80ရာကျော်အထိရှိရပေါ့နော်ဆိုအဲ့လို laptop တွေဝယ်မယ်ဆိုလို့ရှိရင်เนาะဒီ GTH 4080 plus ထိကျွန်တော်တို့4080 plus ဆိုတာ4080အထက်ပေါ့နော်ကိုညားလီကောင်းလေပဲပေါ့နော်ဆိုအဲ့လိုမျိုးဟာတွေတုံးလို့ရတယ်ဆိုကိုကတာမန်အလုပ်လေးလုပ်မယ်ပေါ့ပါပဲ design လေးဆွဲခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီ integrated GPU နဲ့လည်းလုံလောက်တယ်အဲ့လိုမဟုတ်ဘူးကိုကဒီရှေ့ကပြောခဲ့တဲ့ test တွေလုပ်ချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ device မှာ dedicated GPU မဖြစ်မှနေလိုအပ်ပါတယ်เนาะအဲ့လိုခါမျိုးကြရင်လည်းကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးတော့ဒီလိုမျိုးသုံးခုခွဲလို့ရတယ်ဒီအပေါ်ဆုံးကဒီ1050လို့ဘာလို့ကတော့တာမန်ကျွန်တော်တို့ဒီ3020ဝန်းကျင် laptop တွေမှာမြင်ရမှာပေါ့เนาะဆိုနောက်ထပ်တစ်ခုကတော့ဒီ RTX laptop တွေ RTX laptop တွေကတော့ကျွန်တော်တို့3020နဲ့ဒီ30ဝန်းကျင် laptop တွေမှာမြင်ရလိမ့်မယ်နောက်တစ်ခုကတော့40 80ကတော့ကျွန်တော်တို့မသိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒါကြာကျွန်တော်လည်းဟိုမဝယ်ဘူးပေါ့နော်ကျွန်တော်အတိအထဲမှာလည်းဝယ်တာမတွေ့သေးဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဟို game ဆော့တဲ့လူတွေပါဆိုလို့ရှိရင်တော့ပို့ပြီးတော့သိနိုင်မယ်ပေါ့နော်ဒါတော့ကျွန်တော်အကျယ်တဝက်မပြောတော့ဘူးဆိုဒီဟာလေးလိုအပ်ပါမယ်เนาะဆို Windows laptop တွေကတော့ဘာတွေအတွက်ကောင်းလဲဆိုလို့ရှိရင်เนาะကဲကွာ .NET တို့ C# တို့ဒီ ASP.NET တို့ပေါ့နော်ဒီလိုမျိုး programming language တွေလေ့လာမယ်ဆိုလို့ရှိရင်တော့ဒီ MacBook တွေထက်ကျွန်တော်တို့ Windows laptop တွေကပို့ပြီးတော့ကောင်းမွန်တဲ့ဒီ experience တွေပို့ပြီးတော့လွယ်ကူတဲ့ဒီ installation တွေကိုလုပ်ပေးနိုင်လိမ့်မယ်ပေါ့နော်ဆို MacBook တွေမှာလုံးမရတော့မဟုတ်ပါဘူးဒါပေမဲ့ Windows တွေကပို့ပြီးတော့ကောင်းတယ်ဒီလိုမျိုး programming language တွေလေ့လာခြင်းနဲ့နောက်တစ်ခုကတော့ဒီ Windows application တွေရေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ WPF တို့ WinFound တို့ပေါ့နော်ဒီလိုဟာရေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Windows laptop ရအဆင်ပြေနောက်တစ်ခုကကျွန်တော်ရှင်းမှာပြောခဲ့သလိုမျိုးပဲကိုက game development ကိုလေ့လာခြင်းတယ်ပေါ့နော် Unity တို့ Unreal Engine တို့အစရှိတဲ့ဟာတွေသုံးမယ်ဆိုလို့ရှိရင်လည်း Windows laptop တွေရပဲအဆင်ပြေမယ်ပြီးတော့ဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဘာလိုအပ်လဲဆိုလို့ရှိရင် dedicated GPU လိုအပ်တယ်เนาะ RTX တွေ GTX တွေ game development လုပ်မယ်ဆိုလို့ရှိရင်မဖြစ်မနေလိုတယ်ဒီ integrated ဒီ Intel graphic နဲ့လည်းမလုံလောက်ပါဘူးနောက်တစ်ခုကတော့ဒီ Enterprise ဒီ T-Stat တွေ collaborate T-Stat တွေသုံးမယ်ဆိုလို့ရှိရင်လည်းဒီ GPU တွေက sorry GPU နဲ့ဖြစ်တယ် Windows laptop ရပိုကောင်းမယ်နောက်တစ်ခုကတော့ engineering software ပေါ့နော်ဒီ Blender တို့ပြီးရင်ဘာလဲကျွန်တော်ခေါ်ကြတာရှိပါတယ်ဆိုဒီ engineering software တွေဆိုလို့ရှိရင်တော့ဖြင့် Windows laptop တွေကဒီ MacBook တွေထက်အပုံကြီးတာပါတယ်ပေါ့နော်ဆိုနောက်ထပ်တစ်ခုသူ့ရဲ့ downside ကတော့တော်တော်လေးကြီးရ Windows laptop တွေက battery မခံဘူးပေါ့နော် Okay so battery မခံကြပါဘူးเนาะအများဆုံးခံကျွန်တော်တို့gaming laptop ရဆိုလို့ရှိရင်2နာရီခွဲ3နာရီ4နာရီလောက်ပေါ့နော်။ဘာလဲပြီးတော့သူကဒီ gaming laptop တွေဆိုလို့ရှိရင်အများနဲ့အာသင်ကြိုးထိုးပြီးသုံးရတာမျိုးရှိမယ်။ဘာလို့အာသင်ကြိုးထုံးရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ graphic card တွေကြောင့်ဖြစ်တာပါနော်။ graphic card တွေကကျွန်တော် power ကျွေးထားမှပဲသူက performance အပြည့်ထွက်တယ်ပေါ့နော်။ battery ကကျွေးရ power ဘယ်လိုမှမလုံလောက်ဘူး။ဆိုကျွန်တော် power ဓာတ်တွေကျွေးရတယ်။အဲ့တဲ့ဒီ Windows laptop တွေဆိုလို့ရှိရင်တော့ MacBook နဲ့မတူတာကကျိုးတလန့်ဖြစ်နေလိမ့်မယ်ပေါ့နော်ဆိုဒါလေးကကျွန်တော်တို့ဒီနောက်ထပ်တစ်ခုမှတ်ထားဖို့အရေးကြီးတာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ဒီကိုကဘယ်လိုလူမျိုးလဲဆိုတာကိုသိပြီဆိုလို့ရှိရင်တော့ဘယ်လိုမျိုး laptop တွေဝယ်သင့်လဲဆိုတာကိုလည်းသိမယ်ထင်တယ်ဒီ Windows နဲ့ဒီ MacBook ကြားတဲ့ကွာခြားချက်လေးတွေလည်းကျွန်တော်သိမှလို့ထင်တယ်ပေါ့နော်ဒီ slide ရဲ့ link လေးကိုလည်းကျွန်တော်ဒီ YouTube ရဲ့ description မှာတစ်ခါရေးထည့်ထားမယ်ဆိုကိုကဒီဘာလေးလာမှာလဲနော်ဒီ downside တွေဒါတွေပြီးရင်ကျွန်တော်ဒီ certification တွေအကုန်လုံးကျွန်တော်ကြည့်လို့ရလိမ့်မယ်ပေါ့နော်ဆိုနောက်ဆုံးအနေနဲ့ကျွန်တော်ဒီပြောအတူချုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကိုက low budget သမားရဆိုလို့ရှိရင်တော့လုံးဝဒီ session က spec အနည်းဆုံးပါတာကိုဝယ်အဲ့လိုမဟုတ်ဘူးကိုကဒီ minimum နည်းနည်းသိန်း20ဝန်းကျင်သိန်း40ဝန်းကျင်သိန်း80ဝန်းကျင်လောက်ထိတက်နိုင်တယ်အနည်းဆုံးသိန်း20ကနေသိန်း80လောက်ထိတက်နိုင်တယ်လို့ဆိုလို့ရှိရင်တော့နောက်ပြီးကြတော့ engineering software တွေမသုံးဘူး game development မလုပ်ဘူး.NET တို့ C# တို့ ASP.NET လို့မျိုး Windows အသားပေးတဲ့ programming language တွေမလေ့လာဘူးဒီဆိုလို့ရှိရင်တော့ဖြင့်ဒီ MacBook တွေကအဆင်ပြေမယ်ဆိုဒီညမှာ view site ကမှာကတက္ကသိုလ်ကျောင်းသားရေเนาะတက္ကသိုလ်ကျောင်းသားရေကကြတော့ MacBook ကိုတော်တော်များများကြိုက်ကြတယ်ကွာဘာလဲဆိုတော့သူကပါတယ်ပြီးရင်ထားကြတယ်ပေါ့နော်ကျွန်တော်ပပလေးနဲ့တော့ဘောစီကိုင်တဲ့အထားမျိုးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဒီ major ကဘာယူလဲဘယ်လိုမျိုး software တွေသုံးရမလဲเนาะဘယ်လိုမျိုး language တွေရေးရမလဲဆိုတော့ကိုယ့်ရဲ့ senior တွေကိုအရင်ဆုံးမေးကျောင်းကိုတခြားမေးကျောင်းကဒီလိုမျိုး language တွေဒီလိုမျိုး engineering software တွေเนาะဒီလိုမျိုး .NET လိုမျိုး Windows အသားပေးတဲ့ programming language တွေလေ့လာရမယ်ဆိုလို့ရှိရင်เนาะဒီ MacBook တွေထက်ကျွန်တော် Windows laptop ကိုဝယ်ဖို့အားပေးပါတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဖြင့်ဒီ MacBook ကိုဒါမျက်စိမိတ်ပြီးတော့ရွေးချယ်လိုက်ကျွန်တော်တို့ဒီ developer တွေအတွက်လုံးဝ good share ပေါ့နော်so MacBook Air ပဲဝယ် Pro ပဲဝယ်ချင်တာဝယ်လို့ရတယ် Air ရော Pro ရောကောင်းတယ်เนาะ Air ကတော့ပါမယ်ပေါ့မယ်ပ
ပူမယ်ပေါ့နော်ဆို Pro ကကြတော့ဒီ fan ပါမယ်ပေါ့ fan 5ပါမယ်ကွာသူကအထဲမှာဆိုတော့ထူမယ်နည်းနည်းလေးမယ်display တွေပို့ပြီးတော့ကောင်းမယ် speaker တွေပို့ပြီးတော့ကောင်းမယ်performance ပို့ပြီးတော့ကောင်းမယ်ပေါ့နော် fan 5ပါတာဖြစ်တဲ့အတွက်ပေါ့နော်ဆိုဒီဟာက MacBook သမားတွေအတွက်နော်ဆိုနောက်တစ်ခုကတော့ Windows သမားတွေပေါ့နော် Windows သမားတွေဆိုလို့ရှိရင်ကိုကဘာကိုအာရုံစိုက်ရမလဲဆိုလို့ရှိရင်ဒီဘာလုပ်ချင်တာလဲเนาะ game developer လားနောက်ပြီးတော့ engineering software တွေသုံးပါလားလုံးဝvideo editing တွေ graphic design အကြီးကြီးဆွဲချင်တာလားအဲ့လိုဆိုလို့ရှိရင်เนาะ Windows laptop တွေမှာဒီအပေါ် spec တွေအပြင်ဘာတွေပါမလဲဆိုလို့ရှိရင် storage များများပါရမယ်နောက်ပြီးရခါကျတော့ကျွန်တော်တို့ dedicated GPU တွေပါရမယ်နော်ဆိုအဲ့လိုလုံးတွေလုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနည်းဆုံးတော့ GTX RTX 3050 series ကနေကျွန်တော်စပြီးတော့ဝယ်စီခြင်းတယ်ပေါ့နော်ဒီ1060တို့1660တို့မေ့ထားလိုက်ပေါ့နော်အဲ့ကောင်တွေကနောက်တစ်နှစ်လောက်ဆိုလို့ရှိရင်ဒိုးတော့မှာပေါ့နော်ဆိုဒီကောင်တွေမေ့ပြီးတော့3000 series ကိုပတ်စံရှိသလောက်ဝယ်နိုင်တယ်ဆိုဒီညမှာတော့ Windows laptop ကင်တယ်ဆိုပြီးတော့ကိုကဈေးနည်းမယ်မထင်နဲ့နော် Windows laptop တွေကလည်းကျွန်တော်တို့10သိန်းဝန်းကျင်ကနေပြီးတော့300ကျော်ထိရှိရပေါ့နော်ကို spec ပေါ်မူတည်ပြီးတော့ကိုကရွေးချယ်ရမှာနောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီ spec တွေတော့အနည်းဆုံးပါအောင်ဝယ်ဒီ video editing တွေ graphic design တွေ UI UX ဘိုင်းတွေအဓိကထားပြီးသုံးမယ်ဆိုလို့ရှိရင် OLED panel ဖြစ်တာကိုဝယ်ပါနောက်ထပ်တစ်ခုကတော့ဒီsRGB ပေါ့နော်100% support လုပ်တာကိုဝယ်ပါနောက်ပြီးတော့ဒီ GPU ပေါ့နော်အဲ့ဒါတော့ပါပြီးသားပါနော်ဆိုတော့ Intel graphic ပါအောင်ဝယ်ပါနော်အဲ့မှာပဲ color လေးရတယ်အဆင်ပြေလိမ့်မယ်ဒီ graphic ဘိုင်းလေးမှာအဆင်ပြေလိမ့်မယ်နော်ဆိုတော့ကဒီလောက်ပါပဲပေါ့နော်ဆိုဒီလောက်ဆိုလို့ရှိရင်เนาะဒါကုတ်တွေကိုစပြီးတော့လေ့လာမဲ့သူတွေအနေနဲ့ရော University student အနေနဲ့ရောကိုကဘယ်လိုမျိုးlaptop ဝယ်ဖို့စဉ်းစားရမလဲပြီးရင်ဘယ်လိုမျိုးဒီ MacBook နဲ့ဒီ Windows နဲ့ဘယ်ဟာကိုရွေးချယ်သင့်လဲပေါ့နော်ဘာတွေကိုကြည့်ပြီးရွေးချယ်သင့်လဲ MacBook ဆိုလို့ရှိရင်လည်းဘယ်လိုဟာမျိုးအနည်းဆုံးရွေးချယ်သင့်လဲနော်ဒီ Windows ဆိုလို့ရှိရင်လည်းဘယ်လိုအလုပ်အတွက်ဘယ်လိုဟာမျိုးအနည်းဆုံးရွေးချယ်သင့်လဲနောက်ဆုံးဒီလုံးဝ budget နည်းဆိုလို့ရှိရင်ဘယ်လို spec မျိုးအနည်းဆုံးထားပြီးဝယ်သင့်လဲเนาะဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်အကယ်၍ဒါကိုကားပေါ့เนาะဒီ Windows laptop ရဲ့အကြောင်းပိုသိရဲဒါတကယ်လုပ်ငန်းခွင်မှာလည်းသုံးနေတယ်အဆင်ပြေတယ်เนาะဒီចောင်းသားတွေចောင်းသူတွေကျွန်တော်ရဲ့ဒီ community တွေကလူတွေကို recommend ပေးခြင်းတယ်ဆိုလို့ရှိရင်လည်းဒီ comment section တွေမှာလွတ်လပ်စွာကျွန်တော်တို့ပြောကြားနိုင်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်